Number 9 Family Anniversary တဲ့မိသားစုရဲ့အထိမ်းအမှတ်တွေကိုလေးစားတန်ဖိုးထားပါတဲ့ဒီချက်ကတော့မိသားစုကိုတန်ဖိုးထားကြတဲ့သူတွေကတော့အထူးပြောစရာမလိုပါဘူးနော်မိသားစုဝင်တွေရဲ့မွေးနေ့တွေအိမ်တော်ရသားကြတဲ့ရက်တွေသားသမီးတွေရဲ့အောင်မြင်တဲ့အထိမ်းအမှတ်တွေကိုလေးစားတန်ဖိုးထားရမယ်တချို့မိသားစုတွေကဒီလိုမမှတ်ထားကြဘူးဘယ်နေ့မွေးလို့မွေးမှမသိဘယ်နေ့ကအိမ်တော်ပြုမှမသိဒါဟာမိသားစုကိုတန်ဖိုးမထားကြတာပဲကုံကုံပြောရင်အဖေမေရဲ့သေဆုံးခြင်းနေ့တွေကိုတော့မှတ်ထားရမယ်ဒါမှအမျှဝေခြင်းမှုတွေကိုပြုလို့ရမှာဖြစ်ပါတယ်ဒီချက်တွေကိုမေ့ထားရင်တချို့လူတွေကမကြိုက်ကြဘူးဒါကြောင့်လည်းမိသားစုတွေကံမကောင်းကြတာလည်းပါတယ်နော်နောက်ဆုံးပြောချင်တဲ့စကားတစ်ခုကမိသားစုရဲ့ကံကိုသူများတကာကဖန်တီးပေးတာမဟုတ်ဘူးအဲ့ဒီမိသားစုထဲမှာရှိတဲ့သူတွေကပဲလုပ်ကြတာကံမကောင်းဘူးဆိုတာလည်းကိုယ်တွေပဲလှုပ်ထားကြလို့ပါအခုပြောခဲ့တဲ့အချက်တွေကိုသာလိုက်နာကြမယ်ဆိုရင်ကံမကောင်းဘူးဆိုတဲ့မိသားစုဆိုတာရှိလာမှမဟုတ်တော့ဘူးဒါကြောင့်မိသားစုကံကောင်းရင်ဒီကနေ့ပဲတဦးနဲ့တူမေတ္တာတွေထားကြကိုချင်းနေဆောင်ထိန်ကြကုသိုလ်တွေနဲ့စောင့်တည်ကြပါလို့ပြောကြလိုက်ရပါတယ်နော်